ကမ္ဘာပေါ်မှာအလုံးစုံဆုံးနဲ့လျှို့ဝှက်ချက်အများဆုံးခရီးစဉ်တစ်ခုကြောင်းပြောပြရမယ်ဆိုရင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်စီးတဲ့နေမင်းရထားကိုဘယ်သူမှကြော်လို့မရပါဘူး။ဒီရထားကရိုးရိုးရထားတစ်စင်းမဟုတ်ဘဲနဲ့ရွေလျားနေတဲ့ခံတက်ကြီးတစ်ခုလို့တောင်ပြောလို့ရပါတယ်။အပြင်ကနေကြည့်ရင်ဒါမှရထားတွေလို့ထင်ရပေမဲ့အထဲမှာတော့စစ်တပ်တစ်ခုစာလက်နက်တွေဇိမ်ခံတန်းတော်တစ်ခုလို့ပြင်ဆင်မှုတွေနဲ့အန်အိုးစရာကောင်းတဲ့လုံခြုံရေးနည်းပညာတွေနဲ့ပြည့်နှံနေတာပါ။ဒီနေ့တော့ဒီလျှို့ဝှက်ရထားကြီးအကြောင်းနဲ့ကမ္ဘာအထူးဆုံးခရီးစဉ်တွေကတစ်ခုဖြစ်တဲ့ရုရှားခရီးစဉ်အကြောင်းကိုသေချာလေးပြောပြပေးသွားပါမယ်။ဒီရထားကိုထေယန်ဟိုလို့ခေါ်ပြီးအတိတ်ဘက်ကတော့နေမင်းရထားပါစုစုပေါင်းရထားတွဲ20ပါဝင်ပြီးတော့ရှေးကနေဆွဲရတဲ့စက်ကောင်းကြီး3ခုရှိပါတယ်ဒီစက်ကောင်းတွေကဆိုဗီယက်ခေတ်ကဒီဇိုင်းတွေကိုအခြေခံထားပေမဲ့မြောက်ကိုရီးယားအင်ဂျင်နီယာတွေကခင်မီအောင်ပြန်လည်ပြုပြင်ထားတာပါတခုထူးခြားတာကဒီရထားကြီးကအရန်ကိုနေပါတယ်တနအီကိုကီလိုမီတာ60လောက်ပဲသွားနေတာပါဘာလို့လဲဆိုတော့ရထားတွဲတိုင်းမှာတက်ဆင်ထားတဲ့တန်ချက်ကပြားတွေရဲ့အလေးချိန်ကြောင့်ပါတရဲကိုတန်90လောက်ပိုလေးနေတော့အချိန်မြင့်မောင်းရင်ရထားမောင်းနိုင်တဲ့အန်ဒရယ်ရီရှိနေလို့ပါဒါကြောင့်စပိန်စီးတဲ့လူတယောက်တောင်မှဒီရထားကိုအသာလေးကြော်တက်သွားလို့ရပါတယ်။ဒါပေမဲ့ဒီနေ့ခွင့်မှုရဲ့နောက်ကွယ်မှာတော့ကြောက်စရာကောင်းတဲ့လုံခြုံရေးတွေရှိနေပါတယ်။ရထားပြတင်းပေါက်မှန်တွေကတာမန်မှန်တွေမဟုတ်ပါဘူး။အလွာငါးလောင်တွေလှုပ်ထားတဲ့ကြီးကားမှန်တွေပါ။ကြီးစံထီသွားရင်တော့မှမှန်စားတွေစင်မထွက်အောင်လို့အထူးနည်းပညာနဲ့ပြုလုပ်ထားတာပါ။ဒါတွေမကသေးပါဘူး။ရထားအောက်ခြေမှာလေဘုံပေါက်ကွဲမှုဖြစ်ရင်အားကိုဘေးဘက်ကိုလွှဲထုတ်ပေးမယ်တံပြားတွေတက်ထားပါသေးတယ်။ရထားလမ်းပေါ်မှာဘုံရှိနေရင်တော့မှအထက်ကလူကိုမထိခိုက်အောင်လုပ်ထားတာပါ။နောက်ထပ်အန်ဟောစရာကောင်းတာကဒီရထားပေါ်မှာလက်နက်တွေလည်းအများကြီးကိုပါလာတာပါစက်တနက်တွေလေကြောင်းရန်ကာကွယ်ရေးဒုံးကြီးတွေတင်မကားဘဲနဲ့အရေးပေါ်အခြေအနေမှာအသုံးပြုဖို့အမေရိကန်လက်ဟို MT500 အမျိုးအစားရဟရင်တစ်စင်းတောင်ပါဝင်နေပါပြီပြီးတော့ကင်ညာဝန်စီးဖို့အတွက်တန်ချက်ကမာစီးတီးကားကြီးတွေလည်းရထားတွေတစ်ခုထဲမှာတေချာကိုတင်ဆောင်လာတာပါဒီရထားနဲ့ရုရှားကိုသွားတဲ့အခါအခက်အခဲဆုံးပိုင်းကတော့ရထားတန်လန်ဂိတ်မတူတာပါပဲမြောက်ကိုရီးယားကနိုင်ငံတကာစံနှုန်းကိုသုံးပေမဲ့ရုရှားကတော့ရထားလမ်းကိုပိုကျအောင်လုပ်ထားပါတယ်ဒါကြောင့်နေဆက်ကိုရောက်တဲ့အခါရထားဘိန်းတွေကိုလဲရပါတယ်ဒီလုပ်ငန်းစဉ်က9နာရီကနေ9နာရီထိကိုကြာတတ်ပါတယ်ရထားတွေကြီးတွေကိုဂျက်တွေနဲ့မာပြီးတော့ဘိန်းအစ်တွေလဲရတာပါအဲ့ဒီအချိန်တော်တွင်မှာကင်ညုံအန်ကသူကိုယ်တိုင်မထိန်ချုပ်နိုင်တဲ့ရုရှားလူသမားတွေကြားမှာရထားတွေကနေစောင့်နေရတာကသူ့အတွက်တော့အရန်ကိုစိတ်ပြီးစည်းစရာကောင်းတဲ့အချိန်ဖြစ်နေမှာပါခရီးစဉ်တလျှောက်လုံခြုံရေးကလည်းပြောစရာမရှိအောင်တင်းကျပ်နေပါပြီရထားမပြတ်ခင်ရဲနှင်းငယ်အလိုကလေးကလုံခြုံရေးဖွဲ့တွေကရထားလက်တစ်လျှောက်ကိုလက်မလက်ကိုစစ်ဆေးပါပြီရထားလမ်းမိကအဆောက်အုံတွေကိုလည်းလူတွေဖယ်ခိုင်းတာလိုက်ကားတွေပိတ်ထားခိုင်းတာမျိုးတွေကိုလုပ်ကြပါတယ်ရထားပြတ်သွားတဲ့ဘူရာတိုင်းမှာလည်းဘာပစ္စည်းမှမရှိအောင်ကိုရှင်းလင်းထားရပါတယ်ဘုံထောင်ထားမှကိုကြောက်လို့အမိုက်ပုံးတွေကိုတော့မထားပါဘူးပြီးတော့ခေါင်းဆောင်ရဲ့ရထားနောက်မှာနောက်ထပ်ရထားနှစ်စင်းကရှေ့ကောနောက်ကောလုံခြုံရေးအတွက်ကိုလိုက်ပါလာတာပါအဆုံးသတ်မှာတော့ဒီခရီးစဉ်ကရုရှားနိုင်ငံရဲ့အစင်းမြင့်အာကာသစကန်ကိုရောက်ရှိသွားပြီးပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်ဒီခရီးစဉ်တစ်ခုလုံးကအနည်းပညာအာဏာနဲ့လုံခြုံရေးကိုဘယ်လောက်ထိအဆုံးရအောင်လှုပ်ထားလဲဆိုတာကိုပြသနေတာပါခရီးစဉ်ပြီးသွားတဲ့အခါမှာတော့ဒီနေမင်းရထားကြီးကမြောက်ကိုရီးယားရဲ့လျှို့ဝှက်တဲ့ဂိုရောင်ကြီးတဲကိုပြန်ဝင်သွားပြီးနောက်ထပ်ခရီးစဉ်တစ်ခုအတွက်ပြန်လည်ပြင်ဆင်နေမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒီလောက်အထိထူးဆန်းပြီးတော့ဇေယျကြီးတဲ့ခရီးစဉ်မျိုးကတော့နောက်ထပ်ရှိနိုင်အောင်မှာမဟုတ်ပါဘူး။